brother ဒီနေ့မှာတော့ကျွန်တော်နောက်ထပ် skill hack နီးနောက်တစ်မျိုးပြောပြမှာဖြစ်ပါတယ်အရင်နီးကတချို့သူတွေလုပ်လို့မရဘူးလို့ကျွန်တော်ပြောကြတယ်ပေါ့နော်အဲ့တော့နောက်ထပ်တစ်မျိုးလုပ်ပြမှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ brother နဲ့ Play Store ထဲတွားလိုက်ပါအော်ရှစ်ဆောင်းပါလေမဆောင်းနဲ့အဲ့ဒီ view ထဲမှာကျွန်တော်နဲ့ game source ရှင်တဲ့သူတွေအတွက် ID ပါတခါလေးပြောပြပေးမှာနော် brother search bar ထဲဝင်မယ်မှာ SKIN skin TOOLKIT အဲ့ KK ပြောင်း K တိုက် KK ရောဟာအော် KIT တူက ML အဲ့လိုရှာလိုက်ဗျာရှာပြီးရင်မဟုတ်ဒီမှာ GS မဟုတ်မတွေ့ဘူးဒီမှာဒီ GS မဟုတ်ဘူးဒီမှာM2မှာဒီနောက်ရက်တစ်ခုမှာ ML skin toolkit 2016 ejector ဆိုဟာနေနော်ဒီဘောနှစ်ခုလည်းလုပ်ရပါတယ်ဒါပေမဲ့အဲ့အပေါ်နှစ်ခုကကျွန်တော်တင်ပေးပြပါပြီဒါပေမဲ့တယောက်မှမလုပ်နိုင်ကြဘူးเนาะအဲ့တော့ကျွန်တော်ဒါလေးပဲလုပ်ပေးပါမယ် sure bro ကြိုက်တဲ့ skin ဟာ easy ဟာနင်းbro ဒေါင်းတော့တမျိုးပေါ်နေလိမ့်မယ်ဟဲ့အမဟုတ် bro ဒါကြီးမားပါပြီ bro မဟုတ်ဒါကြီးတောင်းမမဟုတ် what the fuck အဲ့ skin toolkit ML ဘယ်ကပါပြောက်သွားတော့ငါဒေါင်းတာတွေ့ပါဒါငါဒေါင်းရတာမဟုတ်မဟုတ်ဟာပြောက်သွားဩ bro မတွေ့ရင် Chrome ဟုတ် Google ချက်တော့ကြည့် Chrome ဟုတ်တဲ့ Google တော့ Chrome ကတော့ဒီကောင်းအောင်ဆိုတာမဟုတ်စတာပါ Chrome တော့ Google ထဲဝင်ဒီမှာ skin toolkit and လို့ရှာတယ် SI ဖြစ်နေ SKI and skin TOOLKIT toolkit ML လို့အဲ့လိုပဲရှာလိုက်ဗျာရှာပြီးရင်ဒီမှာ skin toolkit ML ကညောတဲ့ကျွန်တော်တောင်းပြီးသားဒီမှာတွေ့ဒီမှာ skin toolkit ML ejector လို့ရှာမှာနော် bro အဲ့ဆိုငါခုနဘာလို့မပေါ်တော့ကျွန်တော်တောင်းပြီးသားဟာဘာလို့မပေါ်တာတော့ so brother အဲ့ဒါရှာမှရှိရဘယ်ရောက်တော့ငါခုနရှိပါတယ် skin toolkit ML ဟုတ်တယ်နော်ခုနဟာလေးပဲတောင်းလိုက်ဗျာတောင်းပြီးရင်အဲ့ဒီ app ထဲဝင်ရမယ်ပုံစံလေးကတော့ဒီမျိုးနော် brother တို့မှာဒီလိုပုံစံနော်အဲ့မှာဆိုကျွန်တော်ခုနချောင်းဟတ်ထားပြီးဆို download keyword တက်ဟတ်မယ် download ထဲဝင်ပြီးရင်ဒီမှာရှာလိုက်အဲ့လေမှာ Street Fighter skin ဟဲ့လေ Street Fighter skin event လေးလာနေပြီဆိုတော့ brother ဟတ်ဗျာဟတ်လေရတယ်မင်းတို့တွေလေဒီလားစွန်လိုခြင်းလဲငါရှာပေးပါမယ်ကွာငါ့တော့မမှန်းကြပါနဲ့ငါလင်းထုတ်ဖို့ယောက်ျားကွာယောက်ျားလက်ထမတ်မှာကြီးပဲရီးသားလေးယောက်ရှိတယ်နားလေလားမင်းတို့လေပုံလေးလည်းပြစရာမလိုနာမည်လေးတွေကလည်းနင်းနေကြည့်လို့ပဲလိုင်းအောင်ဆွဲပြတ်တက်နေပါဖြစ်တော့ရောဘာလို့ဘောလေအောင်လိုင်းကမြောင်လို့ငါအဲ့လောက်ထိစိတ်ရှည်တဲ့ထဲမှာမပါဘူးရော black ရပြီ brother ဒီမှာနော် emote တွေရော record တွေရော elimination effect တွေရော map တွေရော hack ချင်ပြမယ်စချင်းဝင်ဆိုအဲ့လိုမျိုးပေါ်ရမလားအဲ့ဒါမလုပ်နဲ့ဒီအပေါ်ဆုံးဒီအလေးနေငါ preparation ဆိုတာရှိရတော့နေအဲ့ရှင်းကလိုင်းမကောင်းခဏဆောင်ဒီမှာဆို effect မှာဆိုဒီမှာ record ရှိရ elimination ရှိရ spawn ရှိတယ် spawn effect ရှိရ battle emote ရှိရ trade effect ရှိရ map မှာဆိုလို့ရှိရင်ကြိတ်ရဟ costume နဲ့ဟဲ့ရတော့ဂိမ်းတော့ဝင်တော့မှာခင်ဗျာโอเคခဏဆောင်ပေးအောင်နောက်ဆုံးတော့ Street Fighter event လည်းရောက်ရှိလာပါပြီခင်ဗျာတို့
OK ရရမင်းညစော်တာဘာဖြစ်လဲတော့မသိဘူးဆော်တယ်မဆော်နဲ့သူ့ဟာသူကြပါလားခြေတလုံးကWhat the hell ဟောင်ကြီးအဲ့ဒါမှပြန်နေအောင်ကျွန်တော် ID ပြန်ထွန်းနေသေးတယ်ပြန်နေဘာလို့မပေါ်တော့ဟာဟောကြည့်အဲ့ဒါလည်းကျွန်တော်ဒါနဲ့ထေဝဟာတာပေါ်ပြီတန်နေနောက်ကျတယ်ပြလိုက်ဗျာဒီလမ်းဒီမျိုးအမ်ဘလမ်မှာတော့ဒါလေးပေါ့နော် profile ထဲမှာတော့ကျွန်တော်ရဲ့ profile အတာရှိပုံနဲ့နောက်တို့ပုံလေးပေါ့နော်ဒီမှာတော့ကျွန်တော်ရဲ့ ID ကြည့်တာတော့မှကြည့်ရနော်ကျွန်တော်ပြထားတယ်ဗီဒီယိုခဏလေးရိုက်မှကြည့်ဟောလာခေါ်နေအဲ့ဒါခဏလေးပဲဟုတ်နော်ဗီဒီယိုခဏလေးကြည့်လိုက်မနော်ကျွန်တော်ရဲ့ ID ဟီရိုထဲမှာတပြဒီမှာဒီမှာသူကပုံတော့မပေါ်ဘူးနော်ပုံတော့မပေါ်ဘူးဒါရောအကုန်ပါတယ်စုံတယ်ဒါပေမဲ့ချောင်းမစုံဘူးကြည့်လိုက်ချောင်းဘယ်လိုဖြစ်နေလဲဆိုတော့တော့ရှူလို့ချောင်းခါကျအစုံမထည့်ပေးပါလေဘာတဘောလဲတော့မသိအဲ့ကဒီကနေ့ဂူရှင်ကဟတ်ထားတယ်ညားဟတ်တာညားရအော်ရှိကြောက်ကဟာရမရှိသေးဘူးကွာတခုနောက်မရှိသေးဟီးရိုတွေအများကြီးပဲအဲ့တော့ညောရန်တဘောရတဆော့ပြပါတော့ရှိမောင်စောက်ခေါ်လာပြောင်းနေမူတူးဆွဲကောင်တဘွေးလေးပဲရှုံးပြီးပါတယ်ကွာမင်းကအဲ့လိုလုပ်တာရမတရားလေတာကြီးလက်စီပဲဆော့ပြတာပဲကျွန်တော်ဘောအီတာရှင်နဲ့တော့ brother မမေ့ကြနဲ့မင်းအန်တာတော့မအေးမင်းမလို့ငါမင်း report ထုမှာချီးရဟိုကောင်ကြီးချောင်းခိုင်ဝိုင်းငါလည်းမတတ်နိုင်တော့ဒါတော့ပဲကန်ရအောင်အော်ရှစ်ချောင်းရပြီချောင်းကိုင်းမယ်ချောင်းရပြီဆိုချောင်းကိုင်းပါ ESP ကအပေါ်နော်မိလို့မရအောင်ငါ့ step ကတာ global number 1 step အဲ့ copycat global number 1ရဲ့ copycat ရရှူ flash ချောင်းရဲ့နာမည်အတူခိုးတဲ့ nap ချောင်းကွာချီလူ nap ချောင်းအတူခိုးရအောင်ကောအဲ့ခုချီဘာလို့ error လာတက်နေခုဘာလို့ကျွန်တော်ခုနဟက်ပြတဲ့အထက်မှာလေချောင်းမဆောင် Michael Jackson စကေဟက်လို့ရတယ် brother ကျွန်တော် view ကြည့်ပြီးတက်ဟက်လိုက် you see ဟောရီတို့လည်းငါလည်းမျိုးစကန်နေဟက်ရကြတာဟာငါနဲ့တူတူပဲတို့လည်းစကန်ဟက်တယ်နိုင်ရအလောက်လက်ရှင်တယ်ရှင်
ငါပွဲစားနဲ့တော့ရှုံးတော့မယ်တည်တော့မယ်ငါ first blood ဖြစ်တော့မယ်ဒီငါမှာ first blood ဖြစ်ပြီရှုံးကလမ်းဆောင်ပြန်တယ်တွေ့လားလမ်းမှာဖြစ်နေအောင်ရောဟုတ်ဟုတ်ကြောင်းနေအောင်လမ်းချီလိုပင်300ဟေးအဲ့ဒါလို့စမ်းပါချီတော့ငါ first blood ဖြစ်သွားပြီဘာတော့ဟာမရဘူးလေတိုင်းမရဘူးရင်းရောတကောင်းမှလာမပူကြအောင်ဟဲ့တန်ကဘာလို့လဲတန်ပါအောင်ဆိုလိုက်ခဏညချီတော့လည်းမတန်တကောင်းမပါဘူးချီမိတယ် what are you ဟုတ်တယ် funny ကောင်းဟာ what theချီဝမ်းကင်မရာမြင်မထားမှန်းနဲ့အိမ်မှာမိုက်မဖုန်းထည့်နေရတာဘယ်လိုထည့်နေငါခလုတ်ကဘလို့နိုင်လို့မရတော့ဟာငါခလုတ်ကကြောင်ရလားချီငါဖတ်တော့ကြိုးချီငါခလုတ်ကတော့ရှင်းနေရတော့တော်ရနဲ့ကန်ထည့်ရတယ်တလူပဲဘာလဲဟာငါဖန်ကြီးကျန်းလို့ရန်ကြီးခဏဆောင်နေမဟုတ်သေးဘူးနော်ငါ3ခေါင်တည်နေနည်းနည်းတော့မဟုတ်သေးဘူးလေရချီငါ emo လို့ပြောလို့မရတော့တော့ပါကွာခလုတ်ရကောင်းကောင်းပေးနေပါငါတော့ခွေးဟာအဲ့လိုရှင်နေရငါလောကခတ်တယ်ကွာတိုက်ရအဲ့လိုမလုပ်တယ်လေအော်ဖနာရှင်ငါ
多你听着他骗人容我了耶！一百个没人啊！我不用那个。啊，这么说呢？哦对，让我看到过叫你来。这个直接的空气。呀，可是我们听的呀。còn nó chạy mấy anh kia rồi còn nó chạy mà gì nó mà tại đây trái rồi có ai đó này sau tôi lên đây hả nó còn xin xuống mày khi có nó còn ai đi nó bị thua mà trái nó rồi trái rồi là ba đó trái rồi là ba đó ai hậu để chú kia thì biển này nó được còn gì ở đây lý không thì số phải khi có gì mà vậy đây khana nếu Ali game rồi mà Ali game gì vậy mà lấy game mà chém mình rồi xin anh tao cho coi rồi trong số ra Ali game mà cái này chém ở đây rồi chỗ mà đi nè rồi còn để tạo show đấy không quan sẽ còn của thế này mà chơi còn ba một treo thế rồi gì nè được cái gì nữa nó chết rồi ok Fanny có này Fanny lấy con mà con nè kia mà thì nè nó thì sẽ biết được con chính là cái bây giờ thế lúc ra rồi à cái bây giờ thế rồi à tôi em tao đi qua cái bây giờ thế rồi ai chắc tôi hủy rồi đấy yes cái điện thoại chuyển ngôi chuyển ngôi một cái chiếc khẩu trang vào đây cho mình chuyện rồi lô tại vì mình lô tại sao nó không
ပြေးလို့မရအောင်那对 OK 落个这些长我们把这冲着落个这个我们把要五个啊这个没有，是有。